Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပါဒီဗီဒီယိုထဲမှာကတော့အခု season မှာ glory ထိတက်မှာဆိုရင်မတက်ဖြစ်လိုက်တဲ့သူတွေအတွက်လာမယ့် season မှာ glory ထိတက်ဖို့အတွက်အသင့်တော်ဆုံး hero တွေအကုန်လုံးကောင်တာလို့ရတဲ့ hero တစ်ကောင်ပြောပြပေးသွားမှာပါကဲအခု season ကတော့နောက်9ရက်နေ season အသစ်37ဆိုပြီးတော့လာမှာဖြစ်တဲ့အတွက်အခု season မှာတော့ဘာမှပြန်ပြီးတော့ရွေးချယ်လို့လည်းမရတော့တက်လို့လည်းအဆင်မပြေတော့ဘူးဒီတော့ကျွန်တော်တို့နောက်ထပ် season 37ကြိုင်ပေါ့နော်ဒီ glory ထိတက်ဖို့အတွက်ဆိုရင်ဘယ် hero ကင်တင်လဲဆိုတော့ကဒီ hero လေးပါဒီ hero ကတော့နာပဲဖြစ်ပါတယ်ဒီ hero ကဒီ hero တွေအကုန်လုံးကိုကောင်တာလို့ရတဲ့ဒီလာမယ့် season 37မှာဒီ main hero တစ်ကောင်ဖြစ်သွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အခုပြထားပေးရဲ့ဇယားကိုပဲကြည့်လိုက်ပါကဲအခုပြထားပေးရဲ့ဇယားထဲမှာဆိုရင် hero တွေအကုန်လုံးကစုံတလောက်ရှိပါတယ်ဒီတော့ဒီ hero တွေအကုန်လုံးကိုဒီနာတစ်ကောင်နဲ့ကောင်တာလို့ရပါတယ်ဆိုတာကိုတကယ်ရောဖြစ်နိုင်ပါမလားဆိုတော့game player ရေဆိုတော့တော်တော်များများဒီနာတစ်ကောင်နဲ့မတ်တက်သွားတဲ့လူတွေဆိုတော့ယုံကြပါလိမ့်မယ်နောက်ပြီးတော့ဒီနာဆိုတဲ့ hero ကလက်ရှိမှာလဲဒီအမြင့်မှာ rank အမြင့်တွေမှာဆိုရင်ဒီ barrel မြင့်နေတဲ့ hero တစ်ကောင်တွေမှာဆိုရင်လည်းပါတယ်ပေါ့နော်ဘာဖြစ်ဖြစ်ဒီ epic ကနေဒီမတ်အထိတက်မယ်ဆိုရင်တော့ glory အထိဆိုရင်တော့ကျွန်တော်လည်းသိချမပြောတတ်ပေမဲ့ဒီမတ်ဟိုနာလောက်အထိကတော့ဒီနာကိုကင်လို့ရမယ်လို့တော့ထင်တယ်ဒီတော့ဘာပဲဖြစ်ဖြစ်ဒီ hero ကတော့တေချာပါ hero တွေအကုန်လုံးကောင်တာလို့ရတာဖြစ်တဲ့အတွက် game player တွေဖြစ်ဖြစ် wine player တွေပဲဖြစ်ဖြစ် mid lane ကိုနာနဲ့ hero အကုန်လုံးကောင်တာသွားဖို့ပြောချင်တယ်လက်ရှိမှာဆိုရင်လည်းကျွန်တော်လက်တွေ့ပြပေးမှာပေါ့နော် hero တွေအကုန်လုံးကိုကျွန်တော်လက်ရှိ3កောင်လောက်တော့စမ်းပြီးတော့ကောင်တာပြပေးထားပါတယ်ဒီတော့ဒီဟာကတော့နာ hero လေးကို promotion ဆင်းပေးတာဖြစ်ပါတယ်ဒီလာမယ့် season 37ကလာမယ့်9ရက်ပြည့်သွားရင်လာမှာပေါ့နော်ပြီးတော့ဒီလာမယ့်season 37မှာဒီ new hero ဒီ season လဲလာမှာဖြစ်တဲ့အတွက်ဒီနာ hero လေးကိုပစ်ပြီးတော့မတ်တက်နိုင်ကြပါစေလို့ဆုတောင်းပေးနေပဲ video လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ